ဒီလိုအချိန်တူတူလေးနဲ့တွေ့လာရတဲ့အတွက်ကျေနပ်မှုရှိတယ်လို့ပို့ပြီးတော့ကြာမတွေ့လာရတဲ့အတွက်တော့စိတ်မကောင်းပါဘူးဘယ်လိုပဲပြောကျမတို့ဟာမျက်နှာချင်းဆိုင်တွေ့ရသည်ပဲဖြစ်စေမတွေ့ရသည်ပဲဖြစ်စေကျမတို့အားလုံးနှလုံးသားတွေဟာဆက်နွယ်မှုရှိနေတယ်ကျမတို့အားလုံးဟာကျမတို့ရဲ့နိုင်ငံပေါ်မှာထားတဲ့မေတ္တာစေတနာအရနီးစပ်နေတယ်ဆိုလို့ရှိရင်ဘယ်နှစ်ပဲကြာဘယ်လောက်ပဲဝေးကျမတို့ဟာအမြဲတူတူရှိပါမယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာလေးစားပါတယ်အမေစုကို तू ကအင်္ဂလန်နိုင်ငံမှာ तू ကတကယ်ပညာတတ်တဲ့ယောက်ဆရာနိုင်ငံကြီးပြောတာမဟုတ်ဘူးလူသားတစ်ယောက်ရဲ့ပိတဘုံပဲဆရာပြောမှာအမေစုဟာအင်္ဂလန်နိုင်ငံမှာပညာတတ်ကြီးမြန်မာပြည်သားတွေရဲ့ဒုက္ခနဲ့မြန်မာပြည်သားတွေရဲ့ပြဿနာကိုမြင်တဲ့အခါမှာကူညီချင်လို့ရောက်လာခဲ့တာလူပိတဘုံကိုဆရာပြောနေတာဒီနှလုံးသားကိုပြောနေတာအမေစုရဲ့နှလုံးသားကသူ့ဘာသာသူအေးစင်းနေလို့ရရဲ့သားနဲ့ဟိုမှာမနေဘဲနဲ့မြန်မာပြည်ပြန်လာတော့ဒုက္ခခံပြီးတော့မှသူနေခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အခွင့်အရေးလူရဲ့အခွင့်အရေးတစ်ခုရှိအောင်ငါလုံမယ်ဆိုတဲ့စိတ်နဲ့လာလုံရင်းနဲ့ तू အခုတော့အသက်လည်းကြီးပြီထောင်ထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒါဘာအတွက် तू ကလုံတာလဲလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့နိုင်ငံကြီးမှာနေခဲ့ဘူးတဲ့သူတို့အမေစုလည်းနိုင်ငံကြီးမှာနေခဲ့တဲ့ခါမှာမတရားမှုတွေဆိုတာအများကြီးမြင်တယ်လူအခွင့်ရေးမရှိတာတွေအများကြီးမြင်တယ်လူဖြစ်ရနဲ့လူလိုအသက်မရှင်ရတဲ့ဘဝကြီးကို तू ကမြင်တော့မနေနိုင်လို့လာတာကျွန်တော်လည်းဘာသာရေးခရိယန်တွေကဲ့ရဲ့တယ်ကျွန်တော်အမေစုနဲ့နိုင်ရှင်တာမဟုတ်ဘူးနော်ကျွန်တော်တော့ဘာသာရေးတိုက်ခိုက်တာ तू ကနိုင်ငံရေးတိုက်ခိုက်ခါတာ तू ကလေသူ့ရဲ့နိုင်ငံတကာမှာ तू ကြည့်တဲ့အခါမှာဒီလူတွေမဖြစ်သင့်ဘူးအရေးချင်းရှိတယ်အရေးချင်းရှိတဲ့ तू ကဘာမှလုပ်လို့မရဘူးနှိမ်ခံထိထားတယ်စိတ်နေစိတ်ထားကိုပြောနေတာမြန်မာပြည်ရဲ့စင်ရေးချင်းကအဓိကအတ္တသမားတွေများနေလို့အဲ့တော့အတ္တမရှိတဲ့အမေစုကလာပြီးတော့မှပြတာငါနိုင်ငံမှာငါကောင်းစားနေလို့ရရဲ့သားနဲ့မနေဘဲနဲ့ဒီမှာလာနေတာအဲ့တော့မမြင်တတ်ပဲနဲ့ထောင်ထဲမှာထည့်ပလိုက်သေးတယ်